ချိန်မတော်ရုပ်တရက်ရေတော့ထားမိရဲ့နော်တက်ငါကြီးဟာငါကောင်းရင်မှာဒီလိုညဟဲ့ရေပြတ်ခဲ့ပြီလို့ဆိုရင်လေကုန်တဲ့အဖို့ချပ်သေးတွေဝင်နေလာထိုင်တဲ့အမောင်တွေမှာခဏကိုဝင်နေတဲ့သူတောက်ဆောင်လာတဲ့လားဆိုနေတယ်ဟေးနိုးစားနာကြီးရဲ့သင်္ကောင်းနေလားဟုတ်ပြောနေလားနိုးစားနာကြီးရဲ့အတင်ဖတ်ဖို့ချပ်စိနေမိသားစုကများဖွင့်ချပေးပါ